ကျွန်တော်မြန်မာနိုင်ငံချက်ရှင်ဒီအသင်းကနေမှဒီစကိုင်းမြို့မှာငလင်ရေးပေါ်တုံ့ပြန်ရေးအနေနဲ့၄လပိုင်း9ရက်နေ့ကစပြီးတော့စကိုင်းမြို့ကန္နာလမ်းမှာဆိုရင်ကျွန်တော်တို့တောက်သုံးရည်တန်ဖြတ်ဝေတဲ့လုပ်ငန်းကိုစတင်ပြီးလှုပ်ဆောင်ခဲ့ပါတယ်အခုဒီလကုန်ပေါ့နော်မေလကုန်မှာဆိုတော့ကျွန်တော်တို့တောက်သုံးရည်ဖြတ်ဝေတဲ့အစီအစဉ်ကိုရန်နာတော့မှာပဲဖြစ်ပါတယ်29ရက်5လအထိကိုကျွန်တော်တောက်သုံးရည်ပေါင်း9,900,000ကျော်ပေါ့နော်ဒီမြို့ပေါ်ရက်ကွက်တွေနဲ့ငလျင်ထိခိုက်ခံစားရတဲ့ကြေးရွာတွေမှာဖြန့်ဝေပေးပြီးသွားပြီဖြစ်ပါတယ်ဒီလမကုန်ခင်အထိတော့ကျွန်တော်ရေးဆက်ပဲဖြန့်ဝေပေးပြီးတော့လကုန်ရဲ့အချိန်မှာတော့ကျွန်တော်ဒီကန္နာလမ်းမှာထားတယ်ကျွန်တော်တို့ရေတန်းအဆက်ကိုစတင်ပြီးတော့ပဲတင်ဆက်တော့မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ကမိုးလဲပြန်ကျလာပြီပြီးတော့နောက်တစ်ခုကကျတော့ဒီစကိုင်းမှာပဲရှိနေတဲ့ဒီတောက်သုံးရေပေါ့နော်တောက်သုံးရေဖြန့်ဝေတဲ့ကုမ္ပဏီတွေကနေမှရေတန်းကားတွေကလည်းပြန်ထွက်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်လောက်နီးပါးကိုစပြီးတော့ဒီတောက်သုံးရေရရှိတဲ့အနေအထားဖြစ်နေပြီပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့ကအရေးပေါ်အနေနဲ့ရေသုံးရေတန်းဖြန့်ဝေတဲ့လုပ်ငန်းကိုရရချင်းပဲဖြစ်ပါတယ်။ကျမတို့အနေနဲ့ရေဝေတာအပြင်မှာကျမရဲ့သိပညာပေးဆောင်ရွက်မှုတွေကိုလည်းပြုလုပ်လျက်ရှိပါတယ်။ဒီနေ့မှာဆိုရင်တော့ငလေးဗဟိုပြုပြီးလုပ်ခဲ့တဲ့ကြောက်တာကျွေးရမှာအသိပညာပေးရဲ့အစီအစဉ်လေးလာပြုလုပ်နေရပဲဖြစ်ပါတယ်။မြန်မာနိုင်ငံချက်ရှင်ဒီအသင်းကစကိုင်းမြို့မှာဆိုရင်ကျွန်တော်တို့ AR မြကန်းဘေးမှာအထိုင်ထားပြီးတော့ဒီတောက်သုံးရေတက်ထုတ်ဝေတဲ့နေရာလေးထားတယ်အဲ့ဒီကနေမှတဆင်ကျွန်တော်တို့ကဒီငလျင်ထိခိုက်ခံစားရတဲ့ရက်ကွက်တွေပြီးငလျင်ထိခိုက်ခံစားရတဲ့ကြေးရွာတွေအပြင်ကိုမှဒီကျွန်တော်တို့ကြေးရွာတွေကိုကျွန်တော်တို့ဒီတောက်သုံးရေတက်ကားတွေနဲ့ပေါ့နော်ကားတွေနဲ့ဖြန့်ဝေပေးနိုင်ခဲ့တယ်ပြီးရင်အဲ့ကြေးရွာတွေမှာလည်းကျွန်တော်တို့တောက်သုံးရေလာယူရတာအဆင်ပြေအောင်လို့ကျွန်တော်ရေပုံးတွေပေါ့နော်1000လီတာရေပုံးတွေထားပေးနိုင်ခဲ့တယ်ပြီးနောက်တစ်ခုကကျတော့ဒီ AR မြကန်းဘေးမှာပဲလာယူတဲ့သူတွေအဆင်ပြေအောင်လို့ water distribution point လေးပေါ့နော်ရေဖြန့်ဝေတဲ့ point လေးအနေနဲ့လည်းထားပြီးတော့ကျွန်တော်ရေဖြန့်ဝေခြင်းလုပ်ငန်းတွေလုပ်ဆောင်ခဲ့ပါတယ်